ကျောင်းတဘာဝကိုပြောင်းပြန်လန်းထားတဲ့ဒီရီတော်ရဲ့အရှင်တန်သူငါဖန်းကျောင်းကျမတို့အိမ်မှာမွေးတဲ့ကျောင်းတွေဟာရေချိုးရမှာကိုအရန်ကြောက်ကြတော့ပရိသတ်တို့လည်းတတိထားမိမှာပါဒါပေမဲ့အိမ်မွေးကျောင်းတွေနဲ့မတူပဲရေထဲကိုခေါင်းဆိုင်ပြီးတော့ဒိုင်မင်ထုံရေရောက်တဲ့အထိလိုက်ပြီးအမဲလိုက်တတ်တဲ့ထူးထူးဆန်းဆန်းကျောင်းရိုင်းတစ်မျိုးရှိတယ်ဆိုတာရောကြားဖို့ပါသလားရှင်သူတို့ဟာကုန်းပေါ်ကပြန်ဘက်တွေကြောင့်ရေထဲမှာအမဲလိုက်ဖို့ဘလိုဗီဇတွေပြောင်းလဲခဲ့ရတာလဲဆိုတဲ့အကြောင်းကလည်းစိတ်ဝင်စားစရာကောင်းပါတယ်ဒီနေ့ကျမတို့ GNC Entertainment ကနေတင်ဆက်ပေးတော့မှာကတော့တီတီလင်ကဒီတိုးတွေရဲ့အမောင်တူထဲမှာရှင်သန်နေပြီးတော့ရေကူးကျွမ်းကျင်တဲ့ကပ္ပတစ်ခုတည်းတော့ငါးဖန်းကြောင်တွေရဲ့အကြောင်းပဲဖြစ်ပါတယ်။စိတ်ဝင်စားစရာအပြည့်မလို့အဆုံးအထိအတူတူကြည့်ရှုအားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါရရှင်။ရေထဲမှာဘယင်ဖြစ်လာတဲ့ကြောင်ရိုင်းများတောင်ဝါရှာရဲ့ကမ်းရိုးတန်းတွေကိုသဘာဝအတိုင်းကောက်ွယ်ပေးထားတဲ့တီတီလင်ကဒီတိုးကြီးတွေဟာလက်ရှိမှာလူသားတွေရဲ့ကျူးကျော်မှုညဉ့်ညမ်းမှုနဲ့ရာသီဥတုပြောင်းလဲမှုတွေကြောင့်တဖြည်းဖြည်းပျက်စီးပြောက်ကွယ်လာနေပါတယ်။ဒီလိုကြမ်းတမ်းတဲ့ပတ်ဝန်းကျင်မှာကုန်းပေါ်ကတခြားသားရဲတရိတ်ဆန်တွေနဲ့အစာလူရတဲ့ပြိုင်ဆိုင်မှုပြင်းထန်လွန်းတာကြောင့်ကြောင်ရိုင်းတစ်မျိုးကအရှင်တန်ဖို့အတွက်ရေလွှမ်းမိုးနေတဲ့လိုင်ကောင်းတောတွေစီကိုရွှေ့ပြောင်းပြီးတော့ရေအောက်ကဘာကိုစိုးမိုးခဲ့ကြပါတယ်။သူတို့ကတော့အရှိမပြောခဲ့တဲ့ငါးဖန်းကြောင်တွေပါပဲရှင်။ရေအောင်အမဲလိုက်ခြင်းအတွက်ထူးခြားတဲ့ခန္ဓာကိုယ်ဒီငါးဖန်းကြောင်တွေဟာတာမန်ကြောင်တွေထက်ကိုယ်တည်းပိုကြီးမားပါတယ်။ဒါမှသာရေထဲကအေယာမငါးကြီးတွေကိုလုံးထွေးတပ်ပုတ်ပြီးတော့ကုန်းပေါ်ဆွဲတင်နိုင်မှာပါ။သူတို့မှာတုတ်ခိုင်တဲ့ခြေထောက်တူတူတွေကျဲပြန့်တဲ့ရင်းအုပ်တွေရှိကြပြီးတော့တခြားကြောင်တွေနဲ့မတူတာကတော့သူတို့မှာအမီးတူတူစွစွလေးပဲပါရှိတာဖြစ်ပါတယ်ရှင်။ရေထဲမှာပဲအချိန်ကုန်ဆုံးရတာကြောင့်ကုန်းပေါ်မှာလိုအမြင့်တွေတက်တဲ့အခါဟန်ချက်ထိန်ဖို့မလိုတော့ပဲမီးတို့ကြီးပဲဖြစ်သွားခဲ့တာပါ။ကြောင်တကောင်ရဲ့တဘာဝကိုပြောင်းပြန်လန်းခြင်းသူတို့ဟာကဘာပေါ်မှာငါးကိုပဲအဓိကအထူးပြုပြီးတော့စားတောက်တဲ့တခုတည်းသောကြောင်မျိုးနွယ်စုဖြစ်ပါတယ်ရှင်။နောက်ပြီးတော့အမဲလိုက်တဲ့အခါကြောင်တွေရဲ့တဘာဝနဲ့လုံးဝဆန့်ကျင်ပြီးတော့ရေစက်မှာညင်ညင်လေးထိုင်ဆောင်ဆိုင်တတ်ကြတာပါ။သားကောင်ဖြစ်တဲ့ငါးကိုမြင်ပြီးဆိုတာနဲ့ရေထဲကိုခေါင်းဆိုင်ပြီးတော့စောက်ထိုးဒိုင်မင်ထိုးချကအလေးအငိုက်ဖမ်းဆီးတတ်ကြတာဖြစ်ပါတယ်။ငါးတွေကရေအောက်ခြေမှာပုံအောင်နေရင်လေရေနဲ့ပိုင်းထိအလွယ်တကူငုပ်ရှိုးပြီးတော့လိုက်ဖမ်းနိုင်တဲ့အစွမ်းလေးရှိနေရပါ။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ဥကောင်းဟာရေစီးဆင်းမှုကိုလျှော့ချပေးနိုင်တဲ့ရှောစောက်ပုံစံဖြစ်နေလို့ပါပဲရှင်။ခြေပေါ်မှာရေရက်ပါတဲ့ကြောင့်သူတို့ဟာရေထဲမှာအချိန်ကြာကြီးနေထိုင်ကြတဲ့အတွက်ခန္ဓာကိုယ်ကလည်းရေကူးရလွယ်ကူအောင်ပြောင်းလဲလာခဲ့ပါတယ်။သူတို့ရဲ့ရှေ့ခြေပေါ်ကအခြေချောင်းလေးတွေကြားမှာဖားရီလိုမျိုးအရေပြားရေရက်အစာပိုင်းလေးတွေပါရှိကြလို့ရေထဲမှာအရှိန်ပြင်းပြင်းနဲ့ရေကူးနိုင်စွမ်းရှိခဲ့တာပါနောက်ပြီးတော့သူတို့ဟာငါးတင်မကပဲရေစက်ကိုလာတဲ့ဘဲရိုင်းတွေနဲ့တခြားသတ္တဝါမှန်သမျှကိုစောင့်ကြိုဖမ်းဆီးတတ်ကြပါရဲ့ရှင်မျိုးသုံးပြောက်ွယ်လူနီးပါအန်နီရဲ့နဲ့ရင်ဆိုင်နေရခြင်းဒီငါးဖန်းကြောင်တွေဟာတောင်အာရှနဲ့အရှေ့တောင်အာရှရဲ့ဒီရေတောတွေမှာတကောင်နဲ့ဧရိယာသတ်မှတ်ပြီးတော့တကူတော်နေထိုင်တတ်ကြပါတယ်မိတ်လိုက်မဲ့အချိန်ကလွဲရင်အချင်းချင်းမတွေ့ဆုံကြပါဘူးအမတွေကတကြိမ်သားပေါက်ရင်2ကောင်ကနေ3ကောင်ထိမွေးဖွားတတ်ပြီးတော့အဲ့ဒီကြောင်ပေါက်လေးတွေဟာအသက်1လသားအရွယ်မှာတင်ရေလေးကိုပထမဆုံးခုန်ဆင်းပြီးတော့ရေကူးတင်ကြရတာဖြစ်ပါတယ်ဒါပေမဲ့အစိမ်မကောင်းစရာကောင်းတာကတော့ကမ္ဘာပေါ်မှာရှိတဲ့ဒီရေတော35ရာခိုင်နှုန်းကမျိုးစုံသောအကြောင်းတွေကြောင့်ချက်စီချင်းခံလိုက်ရပါပြီလူသားတွေကစိုက်ပျိုးရေးနဲ့အဆောက်အုံတွေစောက်ဖို့သူတို့ရဲ့အိမ်တွေကိုဖျက်ဆီးနေကြသလိုရေကာတာတွေကြောင့်ရေချိုးစီးဆင်းမှုရောနေပြီးတော့ဒီရေတောတွေမှာစားတတ်များပြီးအပင်တွေတည်ကုန်ကြပါတယ်။ဒါ့အပြင်မုတ်ဆိုးတွေကလည်းသူတို့ရဲ့အရေးပြအတွက်ဖမ်းဆီးကြသလိုတန်ငါသည်တွေကလည်းသူတို့ပိုက်ကွန်တွေကငါးတွေကိုခိုးစားလို့ဆိုပြီးတော့ကလစ်စားချေတက်ဖြတ်နေကြလို့ဒီအဖိုးတန်ကြောင်ရိုင်းလေးတွေကကဘာပေါ်ကနေပျောက်ကွယ်သွားဖို့အရန်ကိုနီးစပ်နေတဲ့အချိန်ကိုရောက်နေရပါတယ်။ကဲအခုဆိုရင်တော့ရေကိုမကြောက်ပဲဒီရေတောတွေထဲမှာရဲရဲဝံ့ဝံ့အမဲလိုက်နေထိုင်တဲ့အင်ဩစီယာငါးဖန်းကြောင်လေးတွေရဲ့ဘဝအကြောင်းကိုအစအဆုံးတင်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်ရှင်။ပရိသတ်တို့ရောကြောင်တွေရဲ့တဘာဝကိုပြောင်းပြန်လှန်ထားတဲ့ဒီငါးဖန်းကြောင်လေးတွေရဲ့ရှင်သန်မှုကိုဘယ်လိုမြင်မိလဲခေါင်းမှာရေးခဲ့ပါဦးနော်။ဒီဗီဒီယိုလေးကိုသဘောကျရင်တော့ like လုပ်ဖို့နဲ့အကြောင်းအရာအသစ်တွေကိုမလွတ်ရအောင် subscribe လုပ်လေးကိုနှိပ်ထားဖို့မမေ့ပါနဲ့ရှင်။နောက်ပြီးတော့ကျမတို့ရဲ့ channel ကိုအမြဲအားပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။အခုဆိုရင် GNC Entertainment မှာပရိသတ်တွေနဲ့ပုံမနီးကပ်ပြီးတော့အပြန်အလှန်ချိတ်ဆက်လို့ရအောင်စိတ်ရင်းသွင်းလို့ရတဲ့ channel membership အစီအစဉ်လေးစတင်လိုက်ပါပြီ။ပရိသတ်တို့အနေနဲ့တစ်လကို coffee တစ်ခွက်ဖိုးလောက်နဲ့တင် GNC Entertainment ကိုတိုက်ရိုက်ပံ့ပိုးပေးလို့ရသွားမှာပါ။မန်ပါဝင်ထားတဲ့သူတွေအတွက်အလုံးရှုပ်စရာမလိုပဲတိုက်ရိုက်ရမယ့်အခွင့်အရေးတွေကတော့ဗီဒီယိုအသစ်တင်တိုင်းသူများတွေမမြင်ရခင်အရင်ဆုံးစောကြည့်ခွင့်ရမယ်။
ကိုကြည့်ကျင်တဲ့တရိတ်ဆန်နဲ့ထူးထူးဆန်းဆန်းအပင်တွေစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအဖွဲ့ဝင်တည်တံ post အောက်မှာတောင်းဆိုခွင့်ရမယ်။ကျမတို့ဖွဲ့ကအဲ့ဒီတောင်းဆိုမှုတွေကိုဖတ်ပြီးတော့ဦးစားပေးဖြည့်ဆည်းပြီးတော့မှာပါ။ပြီးတော့ comment တွေမှာတည်တံ badge နဲ့ emoji တွေကိုသုံးနိုင်မယ်။ GNC Entertainment ရဲ့အမာခံပရိသတ်တဦးအနေနဲ့ဒါရဲ့ support ပေးခြင်းနဲ့ကိုကြည့်ကျင်တာတွေကိုတောင်းဆိုခြင်းနဲ့ဆိုရင်တော့ comment က link မှာအခုပဲ join ကလုတ်ကိုနှိပ်ပြီးအဖွဲ့ဝင်ထားလိုက်တော့နော်။စောင့်မျှော်ကြည့်ရှုပေးတဲ့အတွက်လူတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။